ကျမ်းမာရေးနဲ့လည်းညီညွတ်ပြီးအရသာလေးရှိတဲ့မုံလေးတွေရှာနေလားဒီချောကလက်အုပ်ချုံကွက်ကီလေးတွေကတင့်ကိုအကြိုက်တွေစင်မှာအသေးချပါပဲပထမဆုံးအုပ်ချုံလေးကလိုက်10 gram နဲ့ပြားရည်50 gram ကိုတေချမွေးပြီး oven ထဲမှာ150 degree နဲ့မိနစ်20လောက်ဖုတ်ပေးပါတဝက်လောက်ရောက်ရင်တစ်ချက်လှန်ပေးဖို့မမေ့နဲ့နော်နောက်ဆုံး9မိနစ်အလိုမှာကိုကြိုက်တဲ့အခွက်မှာထိ50 gram ကိုထည့်ပေးပါမုံဖုတ်နေတော့အစာသွတ်ဖို့ cream လေးလိုချမယ် cream cheese 150 gram ဒိန်ချင်100 gram နဲ့တခြား15 gram ကိုတမအောင်မွေးပါပြီး3ခွက်ခွဲပြီးကိုကြိုက်တဲ့ blueberry raspberry နဲ့ pistachio ယိုလေးတွေထည့်မွေးလိုက်ပါဒါပြီးတော့ dark chocolate 100 gram နဲ့အုံးစီ50 gram ကိုရေနွေးငွေနဲ့အရေးပြောက်အောင်လုပ်ပြီးအေးခံထားတဲ့အုပ်ချုံတွေပေါ်လောင်ချလိုက်ပါပိုကျွတ်သွားအောင် chocolate အလုံးလေးတွေပါထည့်ပြီးတေချာနေပေးပါတေချာနေပြီး6 cm ပုံစံခွက်လေးထဲထည့်ပြီးရေခဲဒေတာထဲမှာမိနစ်20လောက်အေးခံပါမယ်အားလုံးပေါင်း16ချက်ရပါတယ်နော်နောက်ဆုံးတော့ခုနလုပ်ထားတဲ့ cream လေးတွေကိုကိုကီးနှစ်ခုကြားညှစ်ထည့်လိုက်ရပါပြီကဲကြည့်လိုက်ပါဦးလိုင်းပေါ်မှာကြွားလောက်ကောင်းမဲ့မုံလေးရသွားပြီပေါ့မြည်ကြည့်ချင်သွားပြီမလား